စနေနေ့မွေးဖွားသောမိတ်ဆွေများလုံးမင်္ဂလာပါဗျာနော်2015ခုနှစ်မေလ21ရက်နေ့အတွက်စနေသားသမီးများရဲ့တရက်တာခန်းမာလေးကိုဟောသနာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေပါဆိုရင်ဗီဒီယိုလေးမှာကွန်မန့်ဝင်ရေးခဲ့ပြီးတော့နော်ကျွန်တော်ကတော့တွားဆရာမင်းနေခါတဲ့ဆရာမင်းဒုက္ခဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့မှာစနေသားသမီးတွေသတင်းကောင်းလေးတွေကြားတတ်တဲ့စာချုပ်စာတမ်းချုပ်ဆိုရတဲ့ကိစ္စလေးတွေလက်မှတ်ရေးထိုးရတဲ့ကိစ္စတွေအဲ့လေးတွေလောက်ကင်ဆောင်ရွက်ရတတ်ပါတယ်တဲ့နော်မိမိရဲ့နေထိုင်ရာလမ်းထဲမှာရှိတဲ့လူတူကမိမိကိုအကူအညီပေးတတ်တဲ့နေလေးတွေအကူအညီရတတ်တဲ့နေလေးတွေဖြစ်ပါတယ်တဲ့ဒီနေ့မှာတဲ့စနေသားသမီးတွေတဲ့ငွေအလွန်ကုန်ကျမှုများတတ်တဲ့နေလေးတွေဖြစ်ပါတယ်တဲ့နော်အထက်လူကြီးရဲ့ငွေငင်ခံရတာလေးတွေအထက်လူကြီးရဲ့စိတ်ကွက်ခံရတာလေးတွေကြိုးပြရတတ်ပါတယ်တဲ့နော်အခြေနဲ့ပတ်သက်ပြီးတော့လေမိဘဆွေမျိုးအတိုင်းဝိုင်းနေကြောင့်လမ်းခွဲရတတ်ပါတယ်တဲ့အိမ်တော်ကြီးကလည်းအကြီးကျယ်စကားများပြီးကြောက်ဆဖြစ်တတ်ပါတယ်တဲ့နော်ကျမိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာစနေသားသမီးတွေစိတ်ဖိစီးမှုတွေများပြီးတော့နော်စိတ်ကြောင့်လူပါလာပြီးတော့ဒုက္ခပြီးတဲ့ဓာတ်တွေမှာကြုံတွေ့ရတတ်ပါတယ်စိတ်ဖိစီးမှုများနေတဲ့ဖြစ်ပါတယ်နော်အဲ့တော့မိတ်ဆွေတို့အကျိုးရှိမယ်ဆိုရင်ဗီဒီယိုလေးမှာအသေးလေးပြီး share လေးလုပ်ခဲ့ပြီးတော့နော် follow လို့တဲ့မိတ်ဆွေများလည်း follow လုပ်ခဲ့ပြီးပါအားလုံးပဲကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့ဒီကလာဆုတောင်းလိုက်ပါတယ်နော်အားလုံးပဲလို့ဆက်ပါတယ်